အမတို့ညရဲ့ relationship ကအမစတာပါနော်အမကိုယ်တိုင်စခဲ့အမယောက်ျားကိုလေပထမဆုံးစတွေ့တဲ့အချိန်မှာပဲအမကြိုက်သွားတယ်ပေါ့နော်အမသူ့ကိုစစတွေ့တော့ဆိုအရန်လာတာနော်ဗိုက်လေနင်းနေဆူဆူဖင်လေကောက်နဲ့လူငယ်အစည်းအဝေးတစ်ခုမှတွေ့ကြတယ်အဲ့ဒီလူငယ်အစည်းအဝေးကရက်နေနေ share တယ်ဘလို့လို့မှာ frequency ချင်းတွေဘလို့ညှိတော့လဲမသိဘူးကိုကစကြိုက်လို့လဲကိုကနေသူ့ကိုချစ်တယ်လို့စပြောခဲ့တာမဟုတ်ဘူးအဲ့လောက်ကြီးမြောင်းကြီးဖို့ပေးနေတော့လာရတော့လေနော်ရေလာမြောင်းပြီးနေရေမလာတော့ဘယ်ဟုတ်တော့မလို့လိုက်လာပြီလေအမစိတ်နဲ့ခံစားကြည့်လိုက်ကိုဘက်ကနေစချစ်တဲ့ယောက်ျားတစ်ယောက်ကိုအမရလိုက်တယ်ပေါ့နော်တဘောကလုံးစားတဲ့ရလိုက်တယ်ဆိုတော့အမရင်ထဲကနေနေပြီးမှခဏတော့ခံစားပေးကြည့်ပေါ့နော်ဘယ်တော့တော့မှပြောရမယ်ဆိုတော့ဒါပေမဲ့အမစိတ်ထဲမှာတစ်ခုရှိတာလေနော်ဒီလူတွေကမဖြစ်ဘူးငါတို့နှစ်ယောက်ရဲ့ relationship ကငါတို့နှစ်ယောက်ရဲ့ချစ်ချင်းတွေကလူငယ်အစည်းအဝေးပြီးရတယ်ပြီးပြီပေါ့နော်မတူကြဘူးတယောက်နဲ့တယောက်ကဘာသာလည်းမတူဘူးလူမျိုးရေးထုံးတမ်းစင်လာအလက်အထတွေကလည်းမတူဘူးပေါ့နော်မတူတဲ့ဟာတွေများတယ်ခိတဆု background အခြေအနေချင်းတွေအများကွဲတယ်ပေါ့နော်ဒီမိမငါ့အပြောကြတာခဲ့တာမတူတာတွေအများများတဲ့ခါကျတော့ဒီယောက်ျားကဒီရီးစားကငါကြိုက်တာတော့ဟုတ်တယ်ဒါပေမဲ့မဖြစ်ဘူးပေါ့စိတ်ထဲမှာလုံးဝစိတ်ဆုံးဖြတ်ချက်ချတာငါတို့ညောင်ရဲ့ relationship ကရလို့လားဒီလူငယ်အစည်းအဝေးပြီးရတယ်ပြီးပြီပေါ့နော်ငါနှလုံးသားအဲ့ဒီလူငယ်စားခဲ့လို့ရယူလား